ကဘာပြက်ကကိုကြိုတီးခဲ့တဲ့ကောင်လေး recap script ကောင်လေးတယောက်ဟာသူ့အဖိုးထားခဲ့တဲ့လက်အိုကြီးစကားပြောတတ်နေတာကိုအံ့ဩစွာပဲတွေးလိုက်ရပါတယ်တခင်လေးပတ်စံတွေမပေးလိုက်နဲ့တော့သူတို့ကတခင်လေးကိုဝိုင်းလိမ့်နေကြတာလို့လက်ကြီးကတတိပေးပါတယ်ကောင်လေးကြောင်တောင်ဖြစ်နေတော့မှပဲလက်အိုကြီးကနောက်3ရက်နေရင်ကဘာပြက်စီမဲ့မိုးကျုံတွေရွာချတော့မယ်လို့ထပ်ပြောလိုက်ပါတယ်တကယ်လို့ကောင်လေးကသာသူ့မိမနဲ့မိမဖြစ်သူရဲ့ရီစားဟောင်းကိုပတ်စံချိလိုက်မယ်ဆိုရင်သူတို့ကကောင်လေးကိုအိမ်ပေါ်ကနေအသေးခံဖို့နှင်ချကြမှာပါလက်ကြီးကအဲ့လိုတားနေတဲ့ကြားကနေပဲကောင်လေးကသူ့မိမကိုဘန်ကတ်ပေးလိုက်ပါတယ်မိမဖြစ်သူကလည်းဝမ်းတာအားရနဲ့သူ့ရီစားဟောင်းကိုခေါ်ပြီးပတ်စံသွားထုတ်ပါတော့တယ်ဒါပေမဲ့သူတို့နှစ်ယောက်ထွက်သွားတာနဲ့ကောင်လေးကလှောင်ပြုံးပြုံးလိုက်ပါတယ်ဘာလို့လဲဆိုတော့အဲ့ဒီကက်ထဲကပတ်စံတွေကိုသူကသူ့မိဘတွေစီကြိုပြီးလွှဲထားလိုက်ပြီးမို့မိမယူသွားတာကက်လွတ်ကြီးဖြစ်နေလို့ပါပဲလာမဲ့ကဘာပြက်ကတ်ကိုဘေးကင်းကင်းကြော်ဖြတ်နိုင်ဖို့အတွက်အဲ့ဒီဖောက်ပြန်နေတဲ့နှစ်ယောက်ကိုဂယုမဆိုင်နေတော့ပဲသူ့မိဘတွေစီချက်ချင်းဖုန်းဆက်လိုက်ပါတယ်ပြီးတော့တောင်ထိပ်မှာရှိတဲ့အိမ်အဟောင်းကိုမြန်မြန်ရှင်းလင်းထားဖို့ပြောလိုက်ပါတယ်လက်အိုကြီးပြောစကားရဆိုရင်မိုးကြီးပြီးရေကြီးလာတဲ့အခါအထက်30ရှိတဲ့တိုက်အမြင့်ကြီးတွေတောင်ချက်ချင်းရေမြုပ်သွားမှာဖြစ်ပြီးတောင်ပေါ်ကအိမ်လေးကသာတစ်ခုတည်းသောခိုလုံရဖြစ်နေလို့ပါပဲမိဘတွေကိုမှာကြားပြီးတာနဲ့ကောင်လေးဟာသူ့စီမှာရှိတဲ့ပတ်စံတွေအကုန်လုံးကိုစားနေရိတ်ခါတွေနဲ့အသက်ကယ်ပစ္စည်းတွေအဖြစ်ချက်ချင်းပြောင်းလဲဝယ်ယူပါတော့တယ်အဲ့ဒီအချိန်မှာပဲကက်ထဲမှာပတ်စံမရှိတာကိုတီးသွားတဲ့မိမဖြစ်သူကကောင်လေးစီဒေါသတကြီးဖုန်းဆက်လာပါတယ်ကောင်လေးကအချိန်ဆွဲချင်တာနဲ့ဗန်စနစ်ချိုးယွင်းနေလို့သူ့မိဘတွေရဲ့ပင်စင်လာစာကိုပြန်သွားယူမလို့ပါဆိုပြီးလိန်ပြောလိုက်ပါတယ်အဲ့ဒီစကားကိုကြားလိုက်ရတဲ့မိမဖြစ်သူကသဘောကျသွားပြီးပတ်စံရတာနဲ့ကောင်လေးကိုကန်ထုတ်ပစ်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့သူမမသိတာကကောင်လေးဟာပစ္စည်းတွေအများကြီးတင်ပြီးမိဘတွေစီရောက်နေပြီဆိုတာပါပဲပြီးတော့ဖြစ်ပျက်သမျှအကုန်လုံးကိုလည်းမိဘတွေကိုဖွင့်ပြောပြလိုက်ပါတယ်အမေဖြစ်သူကဒေါသထွက်ပြီးချွေးမကိုတွားရန်တွေ့ဖို့လုပ်ပေမဲ့ကောင်လေးကမလိုတော့ဘူးဆိုပြီးနှက်သိမ့်လိုက်ပါတယ်ကဘာပြက်မိုးကြီးရွာချတော့မှမို့လို့ဖောက်ပြန်တဲ့မိမနဲ့သူ့ရီစားကိုကောင်းကင်ဘုံကပဲဒဏ်ခတ်ပါလိမ့်မယ်လို့ပြောလိုက်ပါတယ်ကောင်လေးရဲ့တိုက်တွန်းမှုနဲ့တူသူတို့မိသားစုဟာတောင်ပေါ်ကိုချက်ချင်းပြောင်းရွှေ့သွားကြပါတယ်လုံခြုံရေးအတွက်တားဖား2ယောက်ဟာအိမ်ပတ်ပတ်လည်မှာလျှက်စစ်ဝိုင်းရကျိုးတွေကာရန်လိုက်ကြပြီးတအိမ်လုံးကိုခန်းထဲကြီးတစ်ခုလိုပြင်ဆင်လိုက်ပါတယ်နောက်နေ့မနက်စောစောမှာတော့လက်အိုကြီးကနောက်ထပ်နာရီဝက်နေရင်မိုးဆက်ရွာတော့မယ်လို့သတိပေးလာပါတယ်အဲ့ဒါနဲ့ကောင်လေးလည်းမိဘတွေကိုအမြန်ခေါ်ပြီးအိမ်ထဲဝင်ပုန်းနေလိုက်ပါတယ်အဲ့ဒီအချိန်မှာသူတို့မွေးထားတဲ့ခွေးလေးပြောင်းနေတာကိုအဖေဖြစ်သူကတတိထားမိသွားတော့ကောင်လေးလည်းလန့်သွားပါတယ်လက်ကြီးကလည်းသူတို့ခွေးလေးကိုတောင်အောက်မှာမိမဖြစ်သူနဲ့ရီစားဟောင်းကဖမ်းထားတယ်ဆိုပြီးအမြန်တတိပေးပါတယ်ကောင်လေးကသူ့မိမအလွယ်တကူလက်လျှော့မှာမဟုတ်ဘူးဆိုတာသိပေမဲ့ဒီလောက်မြန်မြန်ရောက်လာလိမ့်မယ်လို့မထင်ထားခဲ့ပါဘူးချက်ချင်းပဲတားဖာ2ယောက်တောင်အောက်ကိုဆင်းသွားကြပါတယ်မိမဖြစ်သူကခွေးလေးဟာအဖေဖြစ်သူရဲ့အားနည်းချက်ဆိုတာကိုကောင်းကောင်းသိနေပါတယ်ဒါကြောင့်ခွေးလေးကိုတတ်မပစ်စေချင်ရင်ပတ်စံပေးဖို့ချင်းချောက်ပါတော့တယ်ကောင်လေးကလည်းချက်ချင်းသဘောတူလိုက်ပြီးငွေသားတွေအပြည့်ပါတယ်တစ်တာတစ်လုံးကိုယူလာခဲ့ပါတယ်မိမဖြစ်သူကတစ်တာကိုလှမ်းယူမယ်လို့တော့ကောင်လေးကတစ်တာကို6ကန်းပါဆုံးစီယူသွားပြီးခွေးလေးကိုအရင်လွတ်ပေးဖို့ပြောလိုက်ပါတယ်အဲ့ဒါနဲ့မိမဖြစ်သူလည်းခွေးလေးကိုကျိုးဖြုတ်ပေးဖို့သူမရီးစားကိုပြောလိုက်ရပါတယ်အဖေဖြစ်သူကခွေးလေးကိုခေါ်ပြီးခြံထဲဝင်သွားတာကိုတေချာကြည့်ပြီးနောက်ကောင်လေးကငွေတစ်တာကိုအဝေးကြီးကိုလွှင့်ပစ်လိုက်ပါတယ်သူတို့နှစ်ယောက်တစ်တာနောက်ပြေးလိုက်သွားတဲ့အချိန်လေးမှာပဲကောင်လေးကအိမ်ထဲကိုအမြန်ပြန်ပြေးဝင်သွားပါတယ်နောက်ဆုံးတော့ကဘာပြက်မိုးကြီးစတင်ရွာချလာပါပြီ